လာပါသူတကမောင်တန်းကျိုးဆိုပါရှင်ဒီနေ့မှာတော့ဒါ Star City တန်လင်းကညီမလေးကို4ရက်မြောက်နေ့သူ့အိမ်ကနေမျိုးရဲလမ်းပေါ်ထိမောင်းနေအောင် train ပေးနေတာဖြစ်ပါတယ်ဒါတော့မြေနီကုန်းကုန်းတရားပေါ်မှာမောင်းနေနေတာဖြစ်ပါတယ်ရှင်အမတို့အောက်ကျော်လေးပဲသွားမယ်နော်အောက်ကျော်တိုင်းပဲယူမယ်ကိုယ့်ရဲ့ကားကောင်းလေးကိုကိုစီးရဲမှာဝင်အောင်မောင်းမှန်းလားစီးဝါလေးနဲ့ဒီဘက်မှာဖြင်းဖြင်းဖြူလေးတွေကြားထဲကိုအမတို့ဝင်အောင်မောင်းရမယ်နော်โอเคအဲ့တော့တောက်လျှောက်တဲပဲသွားမယ်တက်တဲပဲလောက်နင်းသွားမယ်ခုံးတက်လေးစမောင်းနင်းမယ်အစင်းလေးရအောင်ရှိန်လျှော့မယ်နော်သမီးဘက်ကလည်းနက်ကဟုတ်တယ်โอเคတဲပဲတောက်လျှောက်သွားမယ်နော်တက်တဲပဲဟလားအရှင်းလေးရအောင်ရင်အစင်းလေးဖြစ်သွားပြီအစင်းလေးရအောင်နော်အရှင်းလေးလျှော့ပေါ့ဟလားဒီကြောတိုင်းမဲ့ယူရမယ်အလဲကြောပဲတောက်လျှောက်ဆင်းမယ်နော်။ရိုင်းနေငယ်မယ် YBS ကြီးကြောလိုက်မယ်နော်။နင်းသွားမယ်40နဲ့ပဲဆင်းသွားဟလား။ဒီကြောတိုင်းမဲ့ယူမောင်းမယ်နော်။တက်ပဲတောက်လျှောက်ဟလား။ဒီကြောတိုင်းလေးပဲဆင်းသွားမယ်နော်။အလဲကြောပဲယူလာမယ်ဟလား။ Okay တောက်လျှောက်တဲ့ပဲမောင်းမယ်ဒီကြောတိုင်းမယ်နော်။ဒီကြောတိုင်းပဲတောက်လျှောက်တဲ့တော့ပါကိုဘေးနာကိုကားကတ်လိုက် shop ပေးလိုက်ဘာလို့ဆိုကိုဘေးနာကိုကားကတ်ပြီးဆိုရင်တို့ကကိုရှေ့ဖြတ်ဝင်နိုင်တယ်နော်ချိုးကကြတော့အချက်ပြပြီးတော့မှဝင်တယ်တချို့ကအချက်မပြဘဲနဲ့ဝင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဘေးနာကိုကတ်လိုက်ပြီးဆို short လိုက်နော်အချက်ပြသည်ဖြစ်စေမပြသည်ဖြစ်စေကိုက short ပေးလိုက်နော်โอเคအဲ့တောက် short နင်းသွားမယ်နင်းခဲ့ပါဒီကြောတိုင်းပဲယူမယ်တောက် short ကိုစီလေးပဲဝင်အောင်မောင်းမယ်ဟုတ်လားအရှိမအလုံး point မှာလည်းမတော့တဲ့ပဲဖြတ်ပါနော်အဲ့ထိန်းနာလေးသွားမယ်ကိုစီရဲပဲဝင်အောင်မောင်းရမှာလားတောင်ကြီးရမျိုးတွေကိုဒီမှာရွှေကုန်းဖျားလိုက်ပို့လိုက်နော်ရွှေကုန်းဖျားတောက်လျှောက်တယ်ပဲနော်โอเคအဲ့ဒါမီ point nào ရောက်ပြီးမီ point nào ရောက်ပြီးဆိုကြိုပြီးတော့အချိန်လျှော့မယ်လက်ရှိဒီကြောတိုင်းမှာပဲအမတို့ကစီမယ်နော်အဲ့ကိုွေးမယ်ဆိုရင်ဘယ်ကိုွေးမယ်ဆို2ကြောနော်ဘယ်ဟုတ်ကဲ့အမတို့ကတဲရ3ကြောဒီကြောတိုင်းပဲစီမယ်နော်ညာကိုွေးမယ်ဆိုတော့ free ကြောလေးကကိုွေးလို့ရတယ်နော်ဒါအလုံးမီ point ဟလားကြိုပြီးတော့အချိန်လျှော့ခဲ့ပါအမတို့ရက်တော့မှာဟလားဒီကြောတိုင်းပဲလာမယ်1 i နောက်မှာပဲဖြည်းဖြည်းချင်းလိုက်ရမယ်နော်အတင်းလိုက်မကပ်ဘူးတစည်းစာဖြည်းဖြည်းချင်းခွာရမယ်နော်โอเคpoint same ဆိုထွက်မယ်အဲ့မှာမတော့အပေါ်ကျောရောက်သွားလိမ့်မယ်နော်အဲ့ same ဆိုရှေ့ကားကြည့်ရှေ့ကားနဲ့လုပ်ပြီးဆိုထွက်မှာတော့နင်းသွားမယ်ဖဖွားနင်းသွားဒါမှတော့အပေါ်ကျောရောက်သွားလိမ့်မယ်နော်ရောက်ပလိမ့်စေမတော့ YBS တွေနဲ့ရှင်းပြီဆိုမှလမ်းကြောင်းပြောင်းမှာလားအဲ့1သွားတဲ့အတိုင်းပဲသွားမယ်ဘာလို့ YBS တွေညာမှာကတ်ရက်ကြအောင်မနော်โอเคအဲ့မှာလမ်းကြောင်းပြောင်းမယ်ဆိုရင်ဗတ်မှန်အောင်ကြည့်ထားဗတ်မှန်အောင်ကြိုးကြည့်ထားစိတ်နဲ့ပြမယ်စိတ်နဲ့ပြအလဲကျောယူမှာဗတ်မှန်မှကြည့်ရှင်းလားရှင်ဖြည်းဖြည်းချင်းဝင်ခဲ့အလဲရောနော်ဟုတ်ပြီအဲ့တော့စိတ်နဲ့ပြန်ဖြုတ်တောက်လျှောက်အလဲကျောပဲသွားမှာလား